အားလုံးပဲမင်္ဂလာပါရှင်သမီးနာမည်ကတော့လက်ဆွေဝင်ဖြစ်ပါတယ် MPAPF ရဲ့ဦးဆောင်မှု ISIF Asia နဲ့ Oridu မြန်မာတို့ရဲ့ပံ့ပိုးကူညီမှုတို့နဲ့2022ခုနှစ်အတွင်းပညာရေးမုံစာကြီးတိုင်းမှာဖွင့်လှစ်တင်ကြားပေးနေသော TAG တင်တန်းမှာတက်ရောက်နေတဲ့အမျိုးသမီးငယ်တဦးဖြစ်ပါတယ်ရှင်သမီးအခု TAG တင်တန်းတက်ရောက်နေတဲ့ပညာရေးမုံစာကြီးတိုင်းရဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်ရှင်ဒီပညာရေးမုံစာကြီးတိုက်ကို2014ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာဆရာတော်ဦးဥတ္တရဆရာတော်ဦးနန္ဒီယနဲ့ဆရာတော်ဦးမလာတို့မှဦးဆောင်၍မိထီလာမြို့နယ်ကိုဆိုင်အောင်ကိုလက်မပွင့်ဖြူတဲ့မိသားစုတို့၏လူရန်မှုဖြင့်မူလအဆောက်အဦကိုစတင်တည်ထောင်နိုင်ခဲ့ပါတယ်ရှင်2019ခုနှစ်မှာ Save the Library စာကြည့်တိုက်များကွန်ရက်၏မာဒီလူရန်မှုနဲ့အတူအများကောင်းမှုဖြင့်အဆောက်အဦသစ်ထပ်မံတိုးချဲ့လာနိုင်ခဲ့ပါတယ်ဒီစာကြည့်တိုက်လေးစတင်တည်ထောင်ကစားကစာအုပ်ပေါင်းဟာ80ခန်းလောက်သာရှိပြီးတော့စာအုပ်များကိုလည်းဝါဘီယိုလေးနဲ့ဒါထားနိုင်ခဲ့ပါတယ်ခုချိန်မှာတော့စာအုပ်ပေါင်းဟာ4000ကျော်ထိရှိလာပြီးတော့စာအုပ်များကိုလည်းခင်မီစာအုပ်စင်များဖြင့်စနစ်တကျတက်ရရထားနိုင်လာပြီးစာဖတ်သူစာအုပ်ငါးသူများဖြင့်အလွန်စီကားလျက်ရှိနေပါပြီသမီးအနေနဲ့လည်းစာဖတ်ခြင်းကိုနှစ်သက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီစာကြည့်တိုက်မှာအမြဲလိုစာအုပ်လာငါဖြစ်ပါတယ်စာဖတ်ခြင်းမှရရှိသောဗဟုသုတများကိုလည်းအကျိုးရှိအသုံးချပြီးတော့အနာဂတ်မှာမိမိရဲ့ရွာအတွက်အကျိုးပြုနိုင်တော့လူတော်လူကောင်းတစ်ယောက်ဖြစ်အောင်စ조사သွားပါမယ်လို့ဆုံးဖြတ်ထားပါတယ်ရှင်။ဒီရတဲ့စာကြည့်တိုက်မှာအမြဲစာလာဖတ်ဖြစ်ပါတယ်ရှင်။စာကြည့်တိုက်မှာပုံမှန်စာအုပ်တွေတုပ်ပြစာအုပ်တွေဝတ္ထုစာအုပ်တွေလည်းအများကြီးရှိပါတယ်ရှင်။အားကြောင့်သမီးဒီစာကြည့်တိုက်ကိုမြတ်သက်ပါတယ်ဖြစ်ပါတယ်ရှင်။ဒီလိုမျိုးရုပ်ပြစာအုပ်လေးဖတ်တာကိုရိုက်ကြိုက်ပါတယ်ရှင်။ဒီစာဖတ်ရှင်ကိုနှစ်သက်တဲ့အတွက်ကြောင့်လည်းစာကြည့်တိုင်းမှာစာဖတ်ဖြစ်ပါတယ်ဒါကြောင့်ကျမရဲ့အားလက်ချင်ပြီးမှလည်းစာဖတ်ရှင်ရဲ့အချိန်ကုန်လေးရှိပါတယ်ရှင်။သမီးတို့လူစကြောတဲ့အရွယ်တွေအနေနဲ့ဘဝမှာဆုံးဖြတ်ချက်အမှားတွေမချမိအောင်လမ်းမရအောင်စာဖတ်ခြင်းကကောင်းစားထုတ်ဖြစ်ပြီးပါတယ်အဲဒါကြောင့်သမီးတို့လိုအရွယ်လူငယ်တွေအားလုံးကိုစာဖတ်ကြဖို့တိုက်တွန်းချင်ပါတယ်။ငယ်ချင်းတွေလည်းစာကြည့်တိုင်းမှာဆလာဖတ်ပါတယ်ခင်ဗျာ။သမီးတို့ငယ်ချင်းတွေလည်းသူတို့လိုစာကြည့်တိုင်းမှာငယ်နဲ့ဆလာဖတ်ဖြစ်ပါရှင်။ဒီလာပေးမကုန်နဲ့ပညာရေးပုံမှာ